ကိုဘဝကိုကျင်နေကြရဲ့လားလို့မေးလို့ရှိရင်ကိုကျင်နာပြီးပျော်တဲ့လူတွေနေတယ်စိတ်ဆင်းရဲတယ်စိတ်ပြက်တယ်အားမရဘူးမကျင်တတ်ဘူးဒါကိုတွေ့တဲ့အခါမှာသူတို့တွေဟာလေးလာစုံစမ်းမှုသုံးခုလုပ်တယ်ပထမတစ်ခုကတော့အဖွဲတစ်ဖက်ကိုဘာလို့ခိုင်းလဲဆိုရင်မနဲ့မိုးလေးလာကနေညမိုးချုပ်တဲ့အချိန်ကိုလုံနိုင်တာမလုံနိုင်တာတွေဒါရရေးချမ်းနဲ့ရေးခိုင်းတယ်လုံနိုင်တယ်ဆိုတော့မနဲ့9-6နိုင်ထားမယ်လို့ဆိုပြထားတဲ့အလန်းကြီးတာနဲ့ထားမယ်ဒါပေမဲ့လို့အဲ့တဲ့ရောက်လာလို့ငါ prayer ဆိုရမယ့်အချိန်မှာငါ prayer မဆိုနိုင်တော့ဘဲနဲ့အဲ့တဲ့ကိုသွားတွေ့ရတယ်ငါရဲ့ချမှတ်ထားတဲ့အစီအစဉ်မလုပ်နိုင်တော့မထင်မှတ်ပဲနဲ့စစ်ကောပေါ်လာတဲ့အခါမှာကိုယ်မှနားရမယ့် siesta မရှိတော့လူတယောက်ရဲ့ဘဝမှာလုံနိုင်ခြင်းမလုံနိုင်ခြင်းတွေကိုတစ်ဖက်ကိုရေးခိုင်းတယ်ဒုတိယတစ်ဖက်ကျတော့ကိုယ်ဘဝမှာတဲ့မကျေနပ်တာတွေမလုံနိုင်တာတွေဖြစ်ချင်တာတွေကိုမဖြစ်ရတာတွေကိုခြာရေးခိုင်းတယ်တတိယတစ်ဖက်ကျတော့ကိုယ်ဘဝမှာကိုမရတဲ့မဲနဲ့ရနေတဲ့အရာတွေကိုခြာရေးခိုင်းတယ်မရတဲ့မဲနဲ့ရနေတယ်ဆိုတဲ့အရာတွေကဘာလဲလို့မေးစရာဖြစ်လာပြီဆိုလို့ရှိရင်အခုဒီမှာလာရောက်ကြတဲ့ပုဂ္ဂိုလ်တွေကိုယ့်အိမ်ကနေပြီးကိုယ့်ဘာကိုချောင်းနဲ့ရှောက်လာမယ်ဆိုရင်ကိုထွက်လာတဲ့အချိန်နဲ့စင်ကတ်စတင်းကိုအခုချိန်ထိရောက်အောင်မှာပေါ့။ဘာကြောင့်လဲဆိုတော့တယောက်ယောက်ကကိုယ့်ကိုကားနဲ့လိုက်ပို့ပြီးလို့ရတယ်။ကျွန်တော်ဆိုရင်ဒီရောက်လာတဲ့အခါမှာစင်တိုင်းမထိုးသေးဘူး15မိနစ်လောက်တော့မသေးတော့ဖတ်တဲ့တက်ကြော်ရှင်မှာသွားပြီးတော့စကားထိုင်ပြောတဲ့အခါမှာကော်ဖီတစ်ခွက်ယူလာတယ်ဒီကော်ဖီကိုကျွန်တော်တောက်ရတဲ့အခါမှာကျွန်တော်ဘာသာသွားကြည့်ကျွန်တော်ဘာသာကော်ဖီထည့်ပေါက်မယ်ဆိုရင်အချိန်တစ်ခုပေးရဒါပေမဲ့သူများကအဲ့ဒီကော်ဖီကိုယူလာပေးတာကိုလုတ်ခဲ့တာဒါကြောင့်မို့ကျွန်တော်အမြဲတမ်းဥပမာပေးလေးတစ်ခုရှိတယ်။တစ်ခါကြာရင်လို့ကြောင်းပွဲတွေလုပ်လို့ရှိရင်လို့ပန်းထိုးထားတာတွေကိုအရန်လာတယ်လို့ပြောတယ်။ဒါပေမဲ့လို့အဲ့ဒီပန်းထိုးပေးတဲ့အနောက်မှာရှိတဲ့လူတွေ sister တွေရဲ့ခေါင်းစားခံပြီးစေတနာခံအခြေကုန်ခံတဲ့အရေးအလှပအောင်လို့တစ်ခါကြာရင်ကျွန်တော်တို့ကမချင်ဘူး။ဘယ်ပန်းထိုးရမလဲ။ဒီပန်းကအကြာကြီးခံရတာဘယ်ပုံစံထိုးရမလဲ။အချိန်ကြီးအများကြီးပြရတာကိုတစ်ခါကြာရင်ကျွန်တော်တို့မတွေးဘူးကျွန်တော်တို့ကဒီပန်းရှိလာတာလေးကိုတွေ့ရတယ်ပြောချင်တဲ့အချက်ကလေးကကိုမရတဲ့နဲ့ရနိုင်တဲ့ grade 4ဖြစ်တဲ့လူရဲ့ negative ပဲစဉ်းစားတဲ့လူရဲ့ကိုယ့်ရဲ့စွမ်းဆောင်မှုကိုဖွဲ့ဖို့သုံးဝယ်ခွဲလိုက်တဲ့အခါမှာတဲ့ဘာတွေ့လဲဆိုရင် grateful heart အရာတိုင်းကိုမလုပ်ဖဲနဲ့ရတယ်လို့မြင်တတ်တဲ့လူက joyful heart ပျော်ရွှင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီ legacy ကိုကျွန်တော်ကတော့ကျွန်တော်ဘဝမှာ Jesuit ကြီးကိုဘုန်းကြီးတွေဖြတ်တန်းရတဲ့အခါမှာတွေ့လာတယ်